ဒုက္ခရမ်းများတဲ့သူတွေကိုကြည့်လိုက်လို့ရှိရင်သူများဘူးကိုယ့်အတူလုံနေကြတဲ့သူတွေကြီးပဲကိုတို့တွေအားလုံးဟာဖျားစုပန်ထားတဲ့သူတွေလည်းမဟုတ်ဒါအပြင်လူတိုင်းအားလုံးနှီးပါးကိုကူညီပေးနိုင်စွမ်းရှိတဲ့သူတယောက်လည်းမဖြစ်ကြသေးဘူးဒါကြောင့်မို့လို့လူတိုင်းပူနေရတဲ့အပူဟာကိုယ်မှကြီးထင်ခံစားနေပြီဆိုလို့ရှိရင်အဲ့ဒါကကိုပို့ပြီးလေးလံစေတာပဲဖြစ်စေလိမ့်မယ်ဖြစ်နိုင်လို့ရှိရင်တိတ်တိတ်ဆိတ်ဆိတ်နေပါအေးချမ်းအောင်နေပါပေါ့ပါပါရှင်သန်ပါလူတိုင်းရဲ့အပူဟာတင်နဲ့အများကြီးသစ္စာနေတာမဟုတ်ပါဘူးကိုရိုဘဝဆိုတာလေရန်ကိုပူတောင်းနေတယ်ဗျ